ဖနက်ကြိုးချီလို့မတက်တဲ့မိတ်ဆွေများတော့ဗောနော်ဒီဗီဒီယိုလေးကို share ထားတင်တယ်ခဏပဲနော်ဒါအလွယ်ဆုံးပဲအလွယ်ဆုံးနဲ့အမြန်ဆုံးပဲဒါတနည်းဒါရိုးရိုးပဲနော်ဟုတ်ရိုးရိုးမဟုတ်နည်းနည်းဆန်းတယ် तू ကအပေါ်ကနေလာတာခါတိုင်းဆိုကျွန်တော်အောက်ကနေသွားတယ် तू ကအပေါ်ကလာအ short တင်လည်းရတယ်ဒါကြီးကလက်လေးနဲ့ကာပြီးတော့တချောင်းစာနော်စတိုင်ပေါင်းစုံပါဗျာမိတ်ဆွေတို့ဖက်နှက်လှလှလေးတွေဈေးကြီးကြီးပေါ့နော်ဈေးပေါ်ပေါ်လေးရပါတယ်နော်လူမှာအဝတ်တောင်းမှာအကွတ်တွေ့လားအကွတ်တွေလှသွားပြီးသွားရင်နော်ဒါဒီဇိုင်းတစ်မျိုးကဲဒါကတော့ကျွန်တော်ကြားဆရာအကြောင်းလေးဗျာဟိုကောတော့တတိကောင်းတော့ကွာပေါ့ဒါတော့တိုင်ကျွမ်းသူ့ကိုကြောက်နေရတာပါဗျာနောက်ပိုင်း AI နဲ့အရင်ကျန်းလာတော့ဥပမာကဲကျွန်တော်တို့နီးပညာလေးစုံစုံလေးနဲ့ကြည့်အောင်ဗျာဒါပေါက်တူပေါ့နော်ဒီပုံစံမျိုးအတိုင်းဆိုရင်ကျွန်တော်ခိုင်မလို့ထင်တယ်နော်သူကကျွတ်နေဆိုတော့စီးစီးနဲ့အမျိုးအယောင်ခိုင်မလို့ထင်တယ်ဒါရတပင်ညက်တဲ့ဟာလုံးပါကောင်ပြက်တီးပါကူစားလို့ရတယ်ဒါရပါလုံးပြီနော်ညက်ဖြတ်လိုက်ဟုတ်ပြီဘာလို့ဘူးလားဘောလုံးမှုတ်မယ်အဲ့လေကိုအားလို့ဝေစားမျှစားမတဲလို့ရန်နေဖြစ်နေကြတယ်ဗျာဥပကော